ထောင်ကပြန်လွတ်လာတာမကြသေးတဲ့တရုတ်ဆောင်တင်စာဝင်းကျော်တယောက်မွေးနေ့ပွဲတစ်ခုမှာကခဲ့တဲ့အကဝေကြောင့်အခုဆိုရင်ကမာရွတ်ရဲစခန်းမှာအမှုဖွင့်ခံလိုက်ရပါပြီ။ရင်ကျေးမှုနဲ့မစီလျော်တဲ့ဝစ်စားစင်ရင်မှုတွေညဉ့်ညမ်းတဲ့အကတွေအပြင်ခွင့်ပြုချက်မရှိဘဲပွဲလုပ်ခဲ့တာကြောင့်အခုလိုအမှုဖွင့်ခံရတဲ့နောက်ဆုံးအခြေအနေကိုပြောပြပေးသွားပါမယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးနတ်မင်းတရင်စုံကနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းတရင်အချက်လက်တွေကိုအခုလိုတင်ဆက်ပေးလိုက်ပါတယ်။တရုတ်ဆောင်တင်စာဝင်ကျော်နဲ့အကအဖွဲကိုကမာရွတ်မြို့နယ်ရဲစခန်းကနေပုံမှန်294တေဟောက်14နဲ့အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းဌာနဆိုင်ရာတရင်ရင်းမြစ်ဒီစီကသိရပါတယ်။ဇန်နဝါရီလ15ရက်နေ့က Novotel Hotel မှာကျင်းပခဲ့တဲ့ Cloud 7 Production ရဲ့ CEO ကိုဇွဲခန့်အောင်မွေးနေ့ကွယ်မှာ Sex Dance ကဟစ်တယ်ဆိုပြီးကမာရွတ်စခန်းမှုကိုလိုင်ကတရားလိုလုပ်ပြီးအမှုဖွင့်လိုက်တာဖြစ်ပါတယ်။ဒီအမှုဖွင့်ရတဲ့အဓိကအကြောင်းရင်းကတော့ညဉ့်ညမ်းတဲ့အကဆိုတာထက်ပွဲလုပ်ဖို့အတွက်ဌာနဆိုင်ရာနဲ့ရဲစခန်းမှာခွင့်ပြုချက်ပါမစ်မတင်ဘဲလှုပ်ဆောင်ခဲ့တာကြောင့်လို့သိရပါတယ်။လောလောဆယ်မှာတော့အမှုဖွင့်ထားတဲ့အဆင့်ပဲရှိသေးပြီးဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့မရှိသေးပါဘူး။တင်စာဝင်းကျော်နဲ့အခွေဟာမြမရိုးရာယဉ်ကျေးမှုကိုစော်ကားရရောက်တဲ့အဝတ်အစားတွေဝတ်ခဲ့သလိုအများပြည်သူအမြင်မတင့်တဲ့လိမ်ပိုင်းဆိုင်ရာညဉ့်ညမ်းအကတွေနဲ့ကပြခဲ့တယ်ဆိုပြီးလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေအကြီးအကျယ်တက်နေခဲ့တာပါအထူးသဖြင့်အဲ့ဒီအကဗီဒီယိုတွေပြန့်သွားပြီးနောက်မှာဖန်စီအရေးယူဖို့ဖိအားတွေပိုများလာခဲ့ပါတယ်အမှုပညာအကိုက်အဝုံဘက်ကကြားသိရတာကတော့ဒီပြဿနာဖြစ်ပြီးနောက်မှာရုပ်ရှင်အစည်းအရုံးမှတင်စာဝင်းကြောင်ကိုခေါ်ယူပြီးခံဝန်ကတိထိုးခိုင်းထားပြီးလို့ဆိုပါတယ်။ဒါပေမဲ့လည်းအွန်လိုင်းပေါ်ကဝေဖန်မှုတွေနဲ့ဖိအားတွေကြောင့်ရဲစခန်းကနေအမှုဖွင့်တဲ့အထိဖြစ်သွားတာလို့သိရပါတယ်။တင်စာဝင်းကြောင်ဟာပြီးခဲ့တဲ့2022ခုနှစ်တုန်းက Electronics ပုံမှန်နဲ့ထောင်ဒဏ်9နှစ်ချမှတ်ခံရလို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်လွန်ငင်းချမ်းသာခွင့်ထဲမှာပြန်လွတ်လာတာဖြစ်ပြီးအခုဆိုရင်လွတ်လာပြီး10နှစ်လောက်မှတင်အမှုအတက်နဲ့ထပ်ပြီးရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒီသတင်းအပေါ်မှာတော့ online အသုံးပြုသူတွေကအပီအပြင်ပွဲကြနေကြပါတယ်။ထောင်ကလွတ်တာမကြသေးဘူးမလင်းမာသေးဘူးလားဆိုပြီးဆဲဆိုနေကြသူတွေရှိသလိုအမှုပညာဆိုတာအကန့်အသတ်ရှိရမယ်ဆိုပြီးဝေဖန်နေကြသူတွေလည်းအများကြီးပါပဲ။အထူးသဖြင့်ဝစ်စားစင်ရမှုနဲ့ပတ်သက်ပြီးမြအတော်များလူပြောများနေကြတာတွေ့ရပါပဲ။နေကုန်းချုပ်ရရင်တင်စာဝင်းကျော်တွေဖြစ်စဉ်ဟာအမှုပညာရှင်တွေအတွက်သင်ခန်းစာတစ်ခုပါပဲ။အများပြည်သူစောင့်ကြည့်ခံနေရသူဖြစ်အပြင်ဥပဒေကြောင်းအရာလည်းတတိထားရမယ့်အနေအထားမှာအခုလိုဖြစ်သွားတာကတော့သူ့ရဲ့အမှုပညာလမ်းကြောင်းအတွက်အတော်လေးကိုစိတ်ပျက်စရာဖြစ်သွားရပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မိုးနတ်မန်သတင်းစုံကနေနောက်ဆုံးရရှိထားတဲ့အမှုပညာသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုတင်စာဝင်းကျော်အမှုဖွင့်ခံရတဲ့အပေါ်မှာမိတ်ဆွေတို့ဘလို့မြင်ကြလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်နော်နောက်ထပ်သတင်းထူးသတင်းဥတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျမကတော့မိမင်ခိုင်ပါ